လေရင်ထွက်ခါနီးအချိန်တခင်ကခွေးရဲ့ခေါင်းကိုနူးညံ့စွာထိပြီးမကြခင်ပြန်လာမယ်နော်လို့ပြောလိုက်တယ်ခွေးကစကားနားမလဲပေမဲ့အတန်မျက်လုံးလက်ပူကိုတော့သိတယ်တခင်ကလေရင်ပေါ်တက်သွားချိန်မှာခွေးကမလုပ်ပဲလမ်းမဘေးမှာထိုင်နေတော့လေရင်ပြန်ပြောက်သွားတဲ့အထိမျက်လုံးမချပဲကြည့်နေတယ်အဲ့ဒီနေ့ကစပြီးခွေးဟာနေတိုင်းလေရင်ကွင်းကိုလာတယ်မိုးရွာလဲလာတယ်နေတော့လဲလာတယ်လူတွေကမလာတော့ပါနဲ့လို့ပြောလဲသူ့ခြေလမ်းကမရက်ဘူးနေတိုင်းလေရင်စင်းတိုင်းလူအုပ်ကြားထဲမှာတခင်ကိုရှာတယ်ဖနက်အတန်တစ်ခုခုကြားရင်မျက်လုံးတွေတောက်ပသွားတယ်ဒါပေမဲ့အမြဲတမ်းအဆုံးမှာတော့မျက်လုံးတွေပြန်မိန်သွားတယ်တစ်နေ့နှစ်ရက်လနှစ်တွေကျော်သွားတယ်တခင်ကမပြန်လာတော့ဘူးဆိုတာလူတွေသိသွားပေမဲ့ခွေးကတော့မသိချင်ဘူးသူ့အတွက်မလာသေးတာပဲရှိတယ်မကြခင်ပြန်လာမယ်ဆိုတဲ့ယုံကြည်မှုတစ်ခုပဲရှိတယ်နောက်ဆုံးနေ့မှာခွေးကအားနေလာပြီးလေရင်ကွင်းပေးမှာပဲလဲကျသွားတယ်မျက်လုံးတွေကတော့လေရင်ဆင်းလာမဲ့လမ်းဘက်ကိုပဲကြည့်နေတော့သူ့နှလုံးသားထဲမှာအဆုံးထိထိန်းထားနိုင်ခဲ့တာကတခင်အပေါ်ရှိတဲ့တစ္ဆာတရားပဲဖြစ်တယ်